ယနေ့အတွက်ဝိညာဉ်စာမှာဓမ္မမိတ်ဆွေညီကိုမောင်နှမများအားလုံးမင်္ဂလာပါယနေ့အတူတကွဆင်ကျင်ခွန်အားယူမိကောင်းစဉ်ကကာလအချိန်ရွေးနှုတ်ကြလောအိဖက်ဩဝါဒစာခန်းကြီး9အငယ်16ကျွန်ုပ်တို့နေထိုင်သောကဘာကြီးသည်တဖြည်းဖြည်းနှင့်ယိုယွန်းလာကမျက်မြင်ကိုတွေ့ပါပဲများစွာသောဘေးတွေကိုရင်ဆိုင်ကြုံတွေ့နေကြပါလေရေဘေးမီးဘေးစစ်ဘေးငလင်ဘေးအမျိုးမျိုးသောဘေးတွေဟာကျွန်ုပ်တို့အတွက်စိုးရိမ်စရာအခြေအနေတစ်ခုဖြစ်လာပါတယ်။မျက်စိတမိတ်လက်တစ်ပြက်အတွင်း၌တစ်စက္ကန့်တစ်မိနစ်အတွင်း၌ဘာမဆိုဖြစ်သွားနိုင်တဲ့အခြေအနေတွေပါ။ဖြစ်ချင်တာတွေထက်မဖြစ်ချင်တာတွေမကြုံချင်တာတွေပိုရင်ဆိုင်ရတတ်ပါတယ်။ကျွန်ုပ်တို့လူသားတွေအတွက်အချိန်အင်မတန်မှအရေးကြီးလာပါပြီ။ဘုရားခင်ပေးထားတဲ့တစ်နေ့မှာ24နာရီအချိန်ကိုကျွန်တော်တို့ဘလို့ဖြတ်သန်းနေပါလေကျွန်တော်တို့နေထိုင်သောပတ်ဝန်းကျင်မှာယနေ့ဖြစ်ပျက်နေသောအခြေအနေတွေကိုပြန်လည်ဆင်ခြင်ပြီးမိမိအသက်တာကိုဆင်ခြင်သုံးသပ်ဖို့တော့လိုနေပါပြီမျက်စိတမိတ်အတွင်းဖြစ်ပျက်သွားသောငလင်တန်ကြောင့်များစွာသောအသက်အိုးအိမ်စီးစိမ်တွေဆုံးရှုံးသွားကြပါတယ်ပြင်ဆင်ချိန်ပြီးမရလိုက်ပါဘူးတကယ့်ကိုတခဏလေးပါပဲကျွန်တော်တို့ရဲ့နေ့ရက်တိုင်းကိုခဏလေးပဲအချိန်ရှိပါသေးတယ်ဆိုပြီးအမှုမဲ့အမတ်မဲ့နဲ့မိမိစိတ်ပျော်ရွှင်မှုတစ်ခုကိုသာကြည့်ပြီးရင်မူးတာယာနေကြပါလေအဲ့ဒီပျော်ရွှင်မှုတွေကရောစစ်မှန်တဲ့အရာတွေလားမဟုတ်ပါဘူးနော်ကျွန်တော်တို့အားလုံးဒီလောကရဲ့ဧည့်သည်တွေပါပဲအချိန်တန်ရင်အရာအားလုံးကိုထားရစ်ပြီးအိမ်တော်ပြန်ကြရမှာပါလောကမှာရှိသောအရာအားလုံးကတခဏတာအတွက်ပါပဲဒီကနေ့ဘုရားသခင်ကကျွန်တော်တို့ကိုအင်မတန်မှချစ်တော်ကြောင့်စိတ်ရှည်စွာနဲ့များစွာသောအချိန်ကိုပေးပြီးစောင့်ဆိုင်နေတာပါဒီရာကိုကျွန်တော်တို့တတိရှိဖို့လိုအပ်နေပါတယ်ကာလအချိန်ကိုရွေးနှုတ်ရမယ့်အချိန်ကဒီအချိန်ပါပဲနှုတ်ကပတ်တော်ကပြောပါတယ်လူတစ်မျိုးနဲ့တစ်မျိုးတငငန်နဲ့တငငန်ရံဘက်ပြုကြလိမ့်မည်အရရတို့၌အစာခေါင်းပါခြင်းကာလနာများပြားခြင်းမြေကြီးလှုပ်ခြင်းတို့သည်ဖြစ်ကြလိမ့်မည်ထိုအမှုရာတို့သည်ဒုက္ခဆင်းရဲခြင်းအစဥပင်ဖြစ်သည်တမန်ကျမ်းစာထဲ၌ရေးသားထားသောအကြောင်းအရာများကိုယနေ့လောကကြီးတွင်မျက်ဝါးထင်ထင်ကြုံတွေ့နေရပြီဖြစ်ပါတယ်ဘုရားခင်နှုတ်ကပတ်တော်တမန်တရားသည်တကိုးနှင့်ပြည့်စုံပြီးအသက်ရှင်ပါတယ်ထို့ကြောင့်ကျွန်တော်တို့သည်နှုတ်ကပတ်တော်ကိုမထီမဲ့မြင်ပြုတ်ပြီးတတိမရှိသောသူများမဖြစ်ဖို့ရန်အရေးကြီးလာပါသည်ယခုနေ့ရက်သည်မိမိတို့ဘုရားခင်ပေးထားသောအချိန်နိုင်ကိုရွေးနှုတ်၍ဘုရားသခင်နှင့်မိတ္တာရဖွဲ့ခြင်းတရားတော်ကိုဆင်ခြင်အောင်မေ့ပြီးလက်တွေ့အသက်ရှင်ခြင်းဆုတောင်းခြင်းဖြင့်အတ္တတာများကိုပြင်ဆင်ပြီးဘုရားသခင်နှင့်တာ၍ connection မိနေဖို့ရန်ချိတ်ဆက်ထားဖို့အင်မတန်အရေးကြီးလာပါသည်ထို့ကြောင့်သင်တို့သည်ပြင်ဆင်လျက်နေကြလောအကြောင်းမူကားသင်တို့မထင်မှတ်သောအချိန်၌လူသားသည်ကြွလာလိမ့်မည်ပြင်ဆင်ခြင်းစက္ကပ်ခြင်းမွေ့လော်ခြင်းများအပြင်ကာလအချိန်ရွေးနှုတ်သောသူများဖြစ်စေကြဖို့ယံအနှဲငယ်တိုက်တွန်းနှိုးဆော်ပါသည်အတူတကွဆုတောင်းကြပါစို့လောကသားများကိုချစ်တော်မူသောဘုရားခင်ယနေ့တွေ့ကြုံနေရသောမကောင်းမှုများထဲကနေကျွန်ုပ်တို့အသက်တာအတီးတီးအတွက်ကိုယ်တော်နှင့်ချိတ်ဆက်လျက်ကာလအချိန်ရွေးနှုတ်တတ်သောသားသမီးများဖြစ်စေပါသခင်ယေရှုခရစ်တော်၏နာမတော်မြတ်၌ဆုတောင်းပါ၏အာမင်